Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ညီမကစတင်လုံးကြီးရဲ့အရန်ကိုအမိုက်စားဖြစ်ခဲ့တဲ့ Copland ဆိုတဲ့ဇာတ်လမ်းလေးအကြောင်းပြောပြပေးမယ်နော်ဒီကားထဲမှာစတင်လုံးကကျမတို့မြင်နေကြ action ကြီးပဲမဟုတ်ပဲတကယ်ကိုတနာဖို့ကောင်းပြီးရိုးသားတဲ့ရဲအရာရှိလေး Freddy အဖြစ်သရုပ်ဆောင်ထားတာပါကဲစလိုက်ရအောင်နော်ဇာတ်လမ်းလေးက New Jersey က Garrison ဆိုတဲ့မြို့လေးမှာအခြေခံထားတာပါဒီမြို့မှာနေတဲ့သူတွေကတော်တော်များများကနယူးယောက်ကရဲတွေပဲလေအဲ့ဒီတော့တမျိုးလုံးကဘေးကင်းလွန်းလို့ရဲမြို့တော်လို့တောင်ခေါ်ကြတာပေါ့ကျမတို့ရဲ့ Freddy ကတော့ဒီမြို့လေးရဲ့နေထိန်ရဲလေးပေါ့သူကငငယ်ကမိန်းကလေးတစ်ယောက်ကိုကယ်ရင်းနဲ့နားတစ်ဖက်မကြားရတော့တာအဲ့ဒါကြောင့်သူအရန်ဖြစ်ချင်တဲ့နယူးယောက်ရဲဖြစ်ခွင့်မရပဲဒီမြို့လေးမှာပဲရဲလုံနေရတာပါသူကအရန်ယူတော့တခြားရဲတွေကသူ့ကိုတိတ်တောင်အဖတ်မလုပ်ကြဘူးလေတညမှာတော့စူပါဝိုင်းလိုနာမည်ကြီးတဲ့ရဲအရာရှိလေးမာရီကတရားပေါ်မှာလူငယ်နှစ်ယောက်နဲ့ပြဿနာတက်ပြီးသူတို့ပြစ်တက်လိုက်မိရောတကယ်တော့အဲ့ဒီလူငယ်တွေမှာတနက်မရှိပါဘူးဒါကိုမြို့ဝရဲကောင်းဆောင်ကြီးရီကတိသွားတော့သူ့လူကိုကာကွယ်ဖို့အတွက်တက်သေးတွေကိုလိန်ညာပြီးဖျောက်လိုက်ပါတယ်မာရီကိုလည်းတီးချင်းရောင်ဆောင်ခိုင်းပြီးမြို့ထဲမှာပဲဝတ်ထားလိုက်တာပေါ့စိတ်မကောင်းစရာပဲနော်ရဲတွေကပဲဥပဒေကိုချိုးဖောက်နေကြတာအဲ့ဒီချိန်မှာမိုးဆိုတဲ့စုံစမ်းရေးရရှိကရောက်လာပြီး Freddy ကိုအကူအညီတောင်းပါတယ်ဒီမျိုးကရဲတွေဟာအကတိလိုက်စားနေကြတယ်သူတို့ကိုဖော်ထုတ်ဖို့ကူညီပါပေါ့ Freddy လေးကဗျာအစားကတော့သူလေးစားရတဲ့ရဲတွေကိုတစ္ဆာမဖောက်ချင်ဘူးလေဒါပေမဲ့ရီနဲ့အဖွဲကသူတို့အဖြစ်ကိုဖုံးဖို့အတွက်မာရီကိုပါတကယ်တပ်ဖို့ကြိုးစားလာတဲ့အခါမှာတော့ Freddy တယောက်ညင်နေလို့မရတော့ဘူးဆိုတာသိသွားပါပြီနောက်ဆုံးမှာတော့ Freddy ကမာရီကိုကယ်ပြီးမျိုးပြင်ကိုခေါ်ထုတ်ဖို့ကြိုးစားပါတယ်အဲ့ဒီမှာရင်ရီရဲ့လူတွေနဲ့ပြစ်ခတ်မှုတွေဖြစ်ပါလေရောရီက Freddy ရဲ့ကြံတဲ့နားတစ်ဖက်နားမှာတနက်ဖောက်လိုက်လို့ Freddy တယောက်ဘာအတန်မှမကြားရတော့ဘူးရှင်ပရိသတ်တွေလည်းအဲ့ဒီချိန်မှာဘာအတန်မှမကြားရတဲ့ Freddy ရဲ့ခံစားချက်အတိုင်းတိတ်ဆိတ်သွားတာကိုတွေ့ရမှာပါဒါပေမဲ့ Freddy ကအရှုံးမပေးပဲတက်ရောက်တဲ့ရဲအိမ်ကိုဝင်စီးပြီးတရားမျှတမှုအတွက်တိုက်ပွဲဝင်มาတော့တယ်နောက်ဆုံးမှာတော့ Freddy ကြောင့်အကျင့်ပြက်ရဲတွေအကုန်အဖမ်းခံရပြီးတရားမျှတမှုကအနိုင်ရသွားတာပေါ့ရှင် Freddy ကတော့နားမကြားရတော့ပေမဲ့မြို့လေးရဲ့တကယ်သူရဲကောင်းဖြစ်သွားပါတယ်ကဲညီမပြောပြတဲ့ဇာတ်လမ်းလေးကိုသဘောကျရင် like လေးပေးခဲ့အောင်နော်နောက်ထပ်လည်းဘယ်လိုကားတွေအကြောင်းပြောပြရမလဲဆိုတာကိုမန့်မှာရေးခဲ့ပါအောင်တတား